မင်းကလေးတယောက်ဟာ threat ကနေတိုင်းမိတော်မဲ့အကြောင်းတစ်ကောင်ကိုကေတင်ခဲ့တယ်။ဒါပေမဲ့နောက်တစ်ခဏမှာပဲမော်ဆန်တဲ့အရာတစ်ခုဖြစ်ပြခဲ့ပါတယ်။အဲ့ဒီကြောင့်ဟာလူတယောက်လိုပဲသူ့ရဲ့နောက်ရှေ့ရောက်သူနဲ့မတ်တက်ရက်လိုက်တယ်။ပြီးတော့သူကလူစကားနဲ့သူမကိုစကားပြောခဲ့ပြီးဂျင်းနီရဲ့အသက်ကိုကေတင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောခဲ့တယ်။ဂျင်းနီဟာအားတင်ပြီးတောင်းတင်းသွားခဲ့တယ်။ဒါပေမဲ့သူမတုံ့ပြန်မှုမဖြူနိုင်ခင်မှာပဲကြောင်ကသူလက်စရာအရေးကြီးကိစ္စတွေရှိတယ်လို့ပြောပြီးအနာဂတ်မှာကျေးဇူးပြန်ဆက်မယ်လို့ကတိပေးခဲ့တယ်။အဲ့ဒီနောက်မှာတော့သူဟာတာမန်ကြောင်တစ်ကောင်ဖြစ်ပြန်ပြောင်းသွားပြီးထွက်ပြေးသွားခဲ့တယ်။အဲ့ဒီညနေမှာဂျင်းနီအိမ်ပြန်ရောက်တဲ့အခါစောစောကဖိပလက်ခဲ့တာတွေကိုဇဝေးစဝါဖွင့်နေတော့မယ်။ဒါပေမဲ့လမ်းမပေါ်မှာမတ်တက်လမ်းရှောင်နေတဲ့ကြောင်တဲ့အုပ်ကိုသူမမြင်လိုက်ရတယ်။သူတို့ဟာအပြာရောင်မီးအင်းတွေကိုမြင့်မြင့်ကင်ထားပြီးချီပြားထောက်လမ်းရှောင်နေရတယ်။ကြောင်တွေဖြတ်တန်းသွားတဲ့နေရာတိုင်းမှာလမ်းမကြီးကလင်းထိန်သွားခဲ့တယ်။ရှီလျားတွေလူတန်းကြီးရဲ့အလယ်မှာတော့သူတို့ရဲ့ခေါင်းဆောင်ကြောင်ဝင်းရင်ထိုင်နေတယ်။သူ့ကိုတော်တော်လေးကျွမ်းကျင်တဲ့အနက်ရောင်တက်တော်ဆောင်အဆောင်ရှောက်အနှဲငယ်ကဝင်းရံထားပြီးကျူးချိုဖို့ကျူးစားတဲ့လေလွင့်ကြောင်တွေကိုကန်ထုတ်ပေးနေကြတယ်။ဂျင်းနီဟာကျူးဆန်းတဲ့အတန်းတွေကိုကြားပြီးဘာလဲဆိုတာစုံစမ်းဖို့အပြင်ကိုထွက်လာခဲ့တယ်။သူမအနာသင်သွားတာကအဲ့ဒီစီတန်လှဲ့လေပွဲဟာသူမရဲ့ရှေ့တဲ့မှာရက်တန့်သွားတာပါပဲ။ကြောင်ဘီရင်ကသူမကိုလက်ပြပြီးဂျင်းနီကိုအနာလာဖို့အချက်ပြခဲ့တယ်။အဲ့ဒီနောက်ကြောင်ဘီရင်ကသူတို့ဟာသူတို့ရဲ့မင်းသားကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးဆက်ဖို့ဒီကိုရောက်လာတာဖြစ်ကြောင်းလေးလေးနက်နက်ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲဂျင်းနီဟာဆိုစောကသူမကယ်တင်ခဲ့တဲ့ကြောင်ဟာကြောင်နိုင်ငံတော်ရဲ့မင်းသားဖြစ်မှန်းသိလိုက်ရတယ်။သူတို့ရဲ့တဦးသီးသောသားကိုကယ်တင်လို့ဂျင်းနီကိုကျေးဇူးတင်ပါတယ်။ကြောင်ဘီရင်ကသူမအတွက်ကြီးကျယ်တဲ့လက်ဆောင်တစ်ခုပြင်ဆင်ထားခဲ့တယ်။အစီကန်တယောက်ကဂျင်းနီကိုလက်ဆောင်စင်တစ်ခုပေးပြီးမနေ့ပြန်ကစလို့ကန်ကောင်းတာတွေအများကြီးဖြစ်လာတော့မှမို့လို့စောင့်ကြည့်နေရုံပါပဲလို့စိတ်လှုပ်ရှားစွာပြောခဲ့တယ်။ဒီလိုပြောပြီးနောက်ကြောင်ဒီထွက်ခွာသွားကြတယ်။နောက်တစ်နေ့မနက်မှာတော့ဂျင်းနီဟာထူးထူးဆန်းဆန်းတွေအများကြီးကြုံတွေ့ရတယ်။သူမရဲ့အတန်ဖော်ကဖုံးဆက်ပြီးသူမရဲ့အိမ်မှာ tennis racket အများများထူးထူးဆန်းဆန်းပေါ်လာတယ်လို့ပြောတယ်။အဲ့ဒီဒါကအချောင်းကိုကေဒီနုံကသူမဖျက်ဆီးမိခဲ့တဲ့ racket နဲ့အတူတူပါပဲ။အဲ့ဒီနောက်ဂျင်းနီကိုသူမရဲ့အမေကအောက်တန်းကိုခေါ်ခဲ့တယ်။အဲ့ဒီမှာတညရဲနဲ့ခြံခွင်းတစ်ခုလုံးကြောင်မီးမြက်တွေနဲ့အပိထိနေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ကြောင်သွားရမယ့်အချိန်ကြီးပြီးထိတဲ့အတွက်ဂျင်းနီဟာမြက်ခင်းတွေကဖျက်ပြေးခဲ့ရပြီးအိမ်ကနေထွက်ရတော့ကလောက်ပဲအခြားရွေးချယ်မှုမရှိတော့ဘူး။ဒါပေမဲ့သူမခြေလမ်းနဲ့လမ်းသွားတာနဲ့လေလွင့်ကြောင်အနေငယ်ကသူမနောက်ကိုလိုက်လာကြတယ်။မကြခင်မှာပဲကြောင်တွေပူပူများလာပြီးအရရန်အုပ်ကြီးတစ်ခုဖြစ်သွားခဲ့တယ်။ဂျင်းနီဟာဘာတွေဖြစ်နေတော့မသိတဲ့အတွက်သူတက်နိုင်တဲ့လောက်အမြန်ဆုံးပြေးသွားခဲ့တယ်။နောက်ဆုံးဂျင်းနီကျောင်းကိုရောက်သွားတဲ့အခါကျောင်းတွေလိုက်လံပြီးလွတ်သွားရတာအတွက်စိတ်ပေါ်တာဇလူလောကကိုဖွင့်လိုက်တဲ့အချိန်လက်ဆောင်ဘော်ဒီအပုံများကြာလာတယ်။သူမတေချာကြည့်လိုက်တော့အဲ့ဒီတော့မှအဲ့ဒါအားလုံးကကြွက်တွေနဲ့အပိဖြစ်နေတာကိုတွေ့လိုက်ရတယ်။လက်ဆောင်ဘော်ဒီထဲကကြွက်တွေပို့ပို့ခုန်ထွက်လာကြတော့ဂျင်းနီဟာထိတ်လန့်သွားခဲ့တယ်။ကန်ကောင်းတာကစောစောကသူမနောက်ကိုလိုက်နေတဲ့ကျောင်းတွေပြေးဝင်လာပြီးသူမကိုဖေးကန်ရောက်ကဲတင်ခဲ့တယ်။ဂျင်းနီနောက်ဆုံးစာသင်ခန်းကိုရောက်သွားခဲ့အခါကျောင်းအစီကန်းတွေကပေးခဲ့တဲ့လက်ဆောင်စင်ကိုဖွင့်ကြည့်လိုက်တယ်။မကြခင်မှာပဲသူမရှိမှဖြစ်နေတဲ့ထူးထူးဆန်းဆန်းအရာအားလုံးကအဲ့ဒီကျောင်းတွေကြောင့်ဖြစ်တာဆိုတာသူမသိလိုက်ရတယ်။သူမလက်ဆောင်တွေကိုရည်ရွယ်ကြည့်တော့နောက်ဆုံးတစ်ခုကလွဲလို့ကြက်နဲ့အားလုံးပို့ဆောင်ပေးသားပြီးထင်နေတယ်။အဲ့ဒီနောက်ဆုံးလက်ဆောင်ကတော့တရက်ပူဆောင်ထားတဲ့ကျောင်းတစ်ကောင်ပါ။ဂျင်းနီဟာအဲ့ဒီဟာကိုအရန်ထူချမ်းလို့ထင်နေတယ်။အဲ့ဒီလက်ဆောင်ကဘာကိုဆိုလိုတာလဲဆိုတာစဉ်းစားလို့မရတော့ဘူး။ကျောင်းစင်ပြီးနောက်တနေ့တဲ့အဖေပြက်တွေကျောင်းပိတ်မိုင်းနေတဲ့ဂျင်းနီကိုကျောင်းဘီရင်ရဲ့အစီကံကနောက်တစ်ချိန်လာမြောက်တွေ့ဆုံခဲ့တယ်။အဲ့ဒီအချိန်မှာတော့သူမကကျောင်းအစီကံကိုဖမ်းခုန်ကြိုက်ပြီးသူတို့ဘာတွေလုပ်နေကြတာလဲလို့မေးတယ်။ကျောင်းအစီကံကဂျင်းနီဟာလက်ဆောင်တွေကိုစိတ်ကျေနပ်မှုရှိရလားလို့မေးတယ်။ဂျင်းနီကချက်ချင်းဒေါသထွက်သွားခဲ့တယ်။အဲ့ဒီနောက်ကျောင်းအစီကံကဒီလက်ဆောင်တွေအားလုံးဟာအမတ်တရလေးတွေရှိသေးတယ်လို့ရှင်းပြတယ်။သူတို့ရဲ့နောက်ဆုံးကြီးကျယ်တဲ့လက်ဆောင်ကတော့ဂျင်းနီကိုကျောင်းနိုင်ငံတော်ရဲ့မင်းသားနဲ့လက်ထပ်ဖို့အဖိတ်ခေါ်တာဖြစ်တယ်။မင်းသားရဲ့ချမ်းသာကြွယ်မှုနဲ့ခုံးချက်ထရာတွေကိုအတူမျှဝေခင်စားဖို့အဲ့ဒီလိုကြားတဲ့ဟာဂျင်းနီဟာကျောင်းနိုင်ငံတော်ကိုတွားရတာလည်းမစိုးတော့ဘူးလို့တွေးမိတယ်။ဒါပေမဲ့နောက်တစ်ခဏမှာပဲအဲ့ဒါအားလုံးကိုရဖို့အတွက်သူမကကျောင်းတစ်ကောင်နဲ့လက်ထပ်ရမှာဖြစ်လာပါလားဆိုတာကိုရုတ်တရက်သတိပြုသွားခဲ့တယ်။ဂျင်းနီဟာကျောင်းအစီကံရဲ့ကမ်းလှမ်းမှုကိုညှင်းပြန်ဖို့ပြင်ဆင်နေစင်ပါပဲအစီကံကဒီညမှာသူမကိုလာခေါ်မယ်လို့ဆက်ပြောခဲ့တယ်။အဲ့ဒီနောက်ကျောင်းအစီကံကထွက်ခွာသွားခဲ့တယ်။ဂျင်းနီသူနောက်ကိုလိုက်ဖို့ကြိုးစားခဲ့ပေမဲ့နောက်တစ်ခဏမှာပဲသူမကခလုတ်ကိုက်ပြီးလဲသွားခဲ့တယ်။သူမပြန်ထားလိုက်တဲ့အခါကျောင်းအစီကံဟာမျက်စိရှိကနေပျောက်ကွာသွားခဲ့တယ်။ဂျင်းနီဟာဘာလို့ရမှမသိဘဲနဲ့အဲ့ဒီမှာဆက်နေခဲ့တယ်။ကျောင်းတကောင်ရဲ့ဂျင်းနီဖေးရမယ့်အတွေ့ကသူမကိုထိတ်လန့်စေခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကောင်းကင်ကနေအတန်တစ်ခုရုတ်ကရထွက်လာခဲ့တယ်။အဲ့ဒီအတန်ဟာဂျင်းနီကိုလမ်းဆောင်ကိုတွားပြီးကျောင်းဘျူရိုကိုရှာဖို့ဒါမှမဟုတ်အဖြူရောင်ကျောင်းတစ်ခုကဒီပြဿနာကိုဖြေရှင်းဖို့ကူညီပေးနိုင်လိမ့်မယ်လို့ပြောခဲ့တယ်။အတန်ပြောက်ကွာတဲ့နောက်မှာဂျင်းနီမှာအခြားရွေးချယ်မှုမရှိတော့ဘူး။ဒါကြောင့်သူမအဲ့ဒီအတန်ကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်တယ်။သူမလမ်းဆောင်ကိုတွားပြီးမနာဆန်ရှာဖွေခဲ့တယ်။ဒါပေမဲ့လမ်းမပေါ်မှာအထက်အပေါက်လမ်းလျှောက်နေပြီမဲ့အဖြူရောင်ကျောင်းကိုမတွေ့ရှိခဲ့ဘူး။တနေ့တာရှာဖွေမှုကြောင့်ပင်ပန်းနေတဲ့ဂျင်းနီဟာကဖေးတစ်ခုရဲ့ရှိမှနားဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမထိုင်ချလိုက်တဲ့အခါဝါဖျားတဲ့ကျောင်းတစ်ကောင်ရဲ့အပေါ်ကိုထိုင်ပြီးသွားခဲ့တယ်။သူမမောက်ကြည့်လိုက်တော့အဲ့ဒါကရီယာကန်ဝတဲ့အဖြူရောင်ကျောင်းကကြီးထက်တာကိုတွေ့လိုက်ရတယ်။ဂျင်းနီကအဲ့ဒီကျောင်းကိုကျောင်းပြူလို့ဘာမှလဲဆိုတာသိလားလို့မေးတယ်။ဝါဖျားတဲ့ကျောင်းကြီးကသူမကိုလိုက်ကြည့်ပြီးစိုက်ကြည့်နေပေမဲ့မဖြေဘူး။ဂျင်းနီကကျောင်းကမားမေးမိပြီလို့ထင်လိုက်တယ်။ဂျင်းနီထွက်သွားဖို့ပြင်ဆင်လိုက်ပေမဲ့ဝါဖျားတဲ့ကျောင်းကြီးကသူနာကိုလိုက်ခဲ့ဖို့အချက်ပြခဲ့တယ်။ဂျင်းနီဟာဝါဖျားတဲ့ကျောင်းကြီးနောက်ကိုလမ်းကျွဲတွေမဲ့ခေါင်းမိုးပေါ်တွေကနေလိုက်ခဲ့တယ်။သူတို့ဟာအကွာဝေးတစ်ခုထိခရီးနှင်ခဲ့ကြပြီးနောက်ဆုံးမှာတော့အဝေမိုးပေါ်တတ်တဲ့ဦးမတ်စီကိုရောက်လာခဲ့တယ်။ဂျင်းနီအနားကိုရှောက်ပြီးကြည့်လိုက်တဲ့အခါမှာသူမဟာအံ့အားသွားတော့တယ်